တွေကွာခေါင်းလိုက်တဲ့ AD တွေ Oh my god AD နဲ့ပြန်ပြီး trade ပေးရတယ် Big Red ပြန်ပြီး trade တယ်နောက်တစ်ခါဆက် trade တယ် Austin ပြီးပါတော့အဖန်ချောင်းနဲ့ခေါ်လာပြီးတော့ Big Red Triple K ရောက်နေပြီ side ထဲမှာ Zero တယောက်တည်းရှိရဆိုတော့တစ်ကောင်လုံးခေါ်သွားတယ် Triple K Oh my god Zero လုံးဝ flexible position တော့ Zero someone stop him please Oh Austin ပြီးပါတော့ရောက်လာတယ် AD ကပေးလိုက် Big Red ချလာတယ် 3တောင်ရှိသေးတယ်ဆိုတော့အချိန်မှာနောက်တဲ့ breach ထပ်ပြီးတော့ကြာသွားတယ် ဘာလာပြီးတော့ Big Red ပြန်ပြီးတော့ ဒီခါလေးရတာဆို ရှင်းဒီပဲ Big Red ပဲထပ်ပြီးတော့ trade ထားတယ် 3v1 situation ဖြစ်သွားပြီထောက်ထားတယ်ထောက်ထားတယ် double pick ပြန်ပြီးနေတယ် Oh virus တယောက်တော့ရတယ်အိုင်မရဘူး ဒီကတော့လမ်းထဲမှာ Oh five Austin flow ကဲနေတယ်နဲ့ပဲဒင်းဘာကြီး cloud လေးချပြီးတော့စပြီးတော့ UV အေး Oh reset Austin ဆိုင်ထဲမှာလည်းညက်နေတယ်ဘာက blizzard ultimate တာတော့ Oh Austin သူနေတဲ့ဒီအချိန်မှာ bring me the Arsenal ဟိုသာ3 level ဆိုရင်တော့ effect တော့ဖြစ်မှာမဟုတ်ဘူးဘာလို့လဲတစ်ခါမှဟုတ်တယ်ကြည့်တယ်မလို့ပေါ့နော် တစ်ချောင်းတော့လွဲသွားပြီ Well situation right ပါလား ပြီးနေတယ်ပြစ်တယ် virus Yandy virus ပြန်ပြီး trade ခံရတယ် Austin Brazil ကိုထပ်ပြီးခေါ်ရတယ်ဆိုတဲ့အခြေအနေမှာတော့ 2v3 situation နောက်မှတရားဝက်ချန်တော့တယ် Yandy ပြန်တော့ပေါ်လာပြီ Euro ခုဆိုရင်တော့ 2v4 စနေနောက်က အိမ်ကအနောက်ကနေ flat လာတာ3တော့3တော့မဟုတ်ဘူး Oh trade ခံလိုက်ရ